ကောင်းပြီမြတ်လို့စွာနဲ့သင်ပြပါရစေစိတ်ကိုနိုင်မှချမ်းသာရာပြန်ပြောပါဦးဣန္ဒယကတ္တဓမ္မကတ္တဒေသနာတော်ကိုမောချမ်းချမ်းသည်မိမနာချမ်းချမ်းသည်မိတရားပိုင်ရှင်ဖြစ်တဲ့သုံးလောကထွက်တာရှင်တော်မြတ်ဗျာကိုစနောကဓမ္မတနာမလင်းမောကနေဝစီမနာမနှုတ်နေပူဇော်မယ်တော်ကောင်းတို့ကလက်ဝကလေးတွေကိုစီကိုငါချီမျက်လွာလေးတွေချာရှင်တော်ဗုဒ္ဓဤသီလကိုဓမ္မတိကိုပညာကိုတုံနိုင်မေဖြစ်သောတပည့်ညုသဉာဏ်တော်ဤဂုဏ်တော်တို့ကိုအလွန်ကြီးညိုရှင်ခိုးပူဇော်ကြတော့ကြအောင်စို့ဘုဒ္ဓလောကီသမုပ္ပန်နောဟိတယသဗ္ဗပါဏိနံဣတိနာသစ္စာဝဇေနနေတောကဝန္တုတရဝောလောကီကာမရူပအရူပဟုဘဝသုံးခွန်ဘုံသုံးမြင်မှာဘုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်ချမ်းတင်သိမြင်ပေသက်ဘုရားရှင်ကိုတော်မြတ်ကြီးသည်တဗ္ဗပါဏိနံလူယောနတ်ပါမြမမကျွန်းတတဝါခံပင်တို့ဤဣဒါယပစ္စုံပန်သန္တရဏပ္ပံတို့ဝကောင်းကျိုးချမ်းသာအလုံးငါသမုံပန်တော်ဤတောင်စွန်တဏိဝဉ္ဇိကဲတို့ဖြင့်ထွန်းပေါ်ပေါတော်မူခဲ့ပါပြီဖယားဣတိနာသစ္စာဝစီနာဤသို့နှုတ်တံဖို့ထုတ်ပြန်၍ဟုံးမမကြွဝစီမနာမသစ္စာစကားကိုပြောဆိုရလိမ့်သောကြောင့်သာတဝတရားချင်းကဲစိန်ကောင်းဝန်းကြကုန်သောသင်္တော်စေမရိတံပေါင်းတော်ကောင်းတို့သည်နေဒုက္ခသာဆင်းရဲခံသိမ်းမှလည်းကင်းငြိမ်းကြကုန်၏ဝန္တုဖြစ်ကြပါစေကုန်သတည်းနေသောကသမဆုံးမရိတကိုရှိန်၍ဆိုရင်ကြောင်းကြပြပါရတို့မှလည်းကင်းဝေးကြကုန်၏ဝန္တုဖြစ်ကြပါစေကုန်သတည်းဝန္တုယခုရွတ်ဆိုရသောသစ္စာစကားနှင့်ဘုလတိမေတ္တာရရှိန်ဝါကြောင့်အချိန်မကြာကိုစီကိုငါပြည့်စုံတော်မူနိုင်ကြလေကုန်ရာတည်းတောလောကတွင်တရှင်တော်မြတ်ဗျာကဥစွာပရမရှင်ကိုပူဇော်ပြီးတဲ့နောက်ကမ္ဘာလောကကြီးဘေးရန်နေများနေတယ်ဝဇနောတိုင်းတို့ပြည်သားပေါင်းအလုံးတို့လည်းပဲဘေးရန်တွေကပေါ်နေတယ်ဘေးရန်နေများနေတဲ့ကမ္ဘာလောကကြီးဘေးရန်နေပေါ်နေတဲ့တို့တိုင်းတို့ပြည်သားပေါင်းအလုံးတို့ကိုသာသနာပြုရာဖြစ်တဲ့ရွှေပုပ္ပမှာရောက်နေကြတယ်တရားဒါယကတရားဒါယိကမှာလူရှင်မိသားစုအပေါင်းအလုံးတို့နဲ့တရားလာနာကြတဲ့တော်စင်တော်ကောင်းပေါင်းအလုံးတို့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုငယ်စဉ်တောင်ကြီးကလေးဘဝတွေကကုသိုလ်ကောင်းမှုတွေကိုမျက်စိထဲမှာပုံဖော်ပြီးတော့မြင်အောင်ကြည့်သစ္စာပြုတိုင်တယ်၍တော်၎င်းဝဇနုံငယ်စဉ်တောင်ကြီးကလေးဘဝတွေကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေယနေ့ချိန်ဒီပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်၍ပြီးရန်နေပေါ်နေတဲ့ကမ္ဘာလောကကြီးဘေးရန်နေများနေတဲ့တို့တိုင်းလူမြည်သားပေါင်းအလုံးတို့ကိုတစ္ဆာပြုမေတ္တာပို့ဆုတောင်းပေးကြရအောင်အလုံးလိုက်ဆိုဘေးရန်ပေါ်လာလောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြမြာလာဝိနိတတဝါတွေဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေ
ဘေးရန်ပေါ်လာလောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြမြာလာဝိနိတတဝါတွေဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေဆိုရင်သောကရောက်နေကြမြာလာဝိနိတတဝါတွေဆိုရင်သောကခုခန္ဓာမုတ်ချဝေပါစေဆိုရင်သောကရောက်နေကြမြာလာဝိနိတတဝါတွေဆိုရင်သောကခုခန္ဓာမုတ်ချဝေပါစေကဲတရုသုံးချိန်ခေါ်လိုက်လောကကျေးဇူးများဆုံးဖြစ်တဲ့ရှင်တော်ဗုဒ္ဓရှင်ကုပ္ပိတရားဝိနည်းပေါင်းအလုံးတို့လည်းပဲတစ္ဆာပြုမေတ္တာပို့ဆုတောင်းပြီးတော့ဥဒ္ဒနရဲ့ရွှေမြိုင်ဓမ္မတပင်ကိုစတင်ပြီးတော့ဖွင့်လှစ်ပါပြီဓမ္မတပင်စတင်ဖွင့်လှစ်ပြီးလို့ကြီးညာခြင်းရဲ့ဥဒ္ဒနရဲ့နိုင်မှာ9နာရီနဲ့မှ43မိနစ်တီးရှိတော့ပါရွှေပုံပါရေခွန်လေး3ပြာခွန်လေး3 9နာရီ43ကိုရှေ့ကခွန်ကနန်းဖယ်ပြီးတော့နောက်က4နဲ့3နဲ့ပေါင်းရင်လည်းဘာရရှေ့ကခွန်နဲ့တရားကောင်းကြီးနှလုံးနဲ့ပေါင်းပြီးပြောရင်ခွန်ဘူးရတယ်မဟုတ်လားရွှေပုပ်ပါရေခွန်ကနန်းဟာဗမာရီကြိုက်တဲ့ lucky 7ကနန်းမဟုတ်လားအဲ့ဒါတရားကောင်းကြီးမြတ်သာသနာပြုမေတော်ကြီးမမီမြင့်ပြုတဲ့ကုသိုလ်ကောင်းမှုဝဲက lucky တွေနဲ့တရားကောင်းကြီးမြတ်အဲ့ဒီ lucky 7ကနန်းနာရီကနေပြီးတော့ဥဒ္ဒနတရားကောင်းကြီးမြတ်ဓမ္မတပင်စတင်ဖွင့်လှစ်ပါတယ်တတ်တာရဲ့ဣရိယာပုတ်နဲ့ရေရှည်ထိုင်နိုင်မဲ့ဣရိယာပုတ်ကိုရွေးချယ်ပြီးတော့အစဉ်ပြေသလိုတာနာကြဗျာစကားတော့မပြောနဲ့နော်တနိုင်ငံလုံးလိုက်လွှတ်နေတဲ့ပုပ်ပါကလူတွေသိခါကြလိုက်မယ်သိလားအဲ့ဒါနဲ့လိုက်တယ်လွှတ်နေတာဘယ်မှာဟောနေတယ်လဲပုပ်ပါမှာဟာတန်လေးကစူးနေရပဲပုပ်ပါကလူတွေစူးတယ်ဖြစ်ကုန်မယ်မှန်လားရွှေပုပ်ပါရေအဲ့တော့တိတ်တိတ်ဆိတ်ဆိတ်နဲ့တို့ဓမ္မလေးနာကြရဖို့မလိုဘူးလားဒါကတခြားဝဲလားတရားဝဲလားဘာရှင်လေးလာတဲ့တရားဝဲဘုံရှင်ကံရှင်လေးလာတဲ့တရားဝဲမှန်လားဟဲ့ဘုံရှင်ကံရှင်လေးလာတဲ့တရားဝဲဘုံရှင်ကံရှင်လေးလာတဲ့တရားဝဲဆိုတာမသိကြဘူးလားသာသနာတော်ကြီးကလည်းပဲဘုံရှင်ကံရှင်တည်ထောင်ထားတဲ့သာသနာတော်မြတ်ကြီးဖြစ်တယ်ဆိုတာမသိကြဘူးလားဒါကြောင့်လေသာသနာပုံညဝန္တတပုံညဝန္တဝလာဝိနောတမ္ပသိတဝမကဏိတောအပုံညတအလာဝိနောပုံညဝန္တတဘုံကံကြီးမာတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပုံညဝန္တတာတဏ္ဍဘုံကံကြီးမာတဲ့သာသနာတော်မြတ်ကြီးကိုဘုံညဝန္တဝရှိဘုံရှိကံရှိကြတဲ့ပုဂ္ဂိုလ်တို့သိသာလျင်ဗဂဏိတုံပစ္စယဓမ္မတဌာနဖြင့်ရှိမြင်ထောက်ပံ့ခြင်းကလဗီနောလဗန္တိခွန်ရရနိုင်ပါ၏အပုံညတဘုံကံနေပါကြ၍ဘုံကံပါရှားကြတဲ့ပုဂ္ဂိုလ်တွေဟာရွှေဘုံပါရဲ့ဘုံကံပါရှားကြတဲ့ပုဂ္ဂိုလ်တွေဟာပြန်ပြောပါဦးကြားတဲ့ပုဂ္ဂိုလ်တိုင်းပြန်ပြောကြည့်ပါဦးဘုံကံပါရှားကြတဲ့ပုဂ္ဂိုလ်တွေဘာကံပါရှားတာတော့ဘုံကံပါရှားကြတဲ့ပုဂ္ဂိုလ်တွေဟာဘုံညဝန္တသာသနာဘုံကံကြီးမာတဲ့သာသနာတော်မြတ်ကြီးကို
Bagani don't be saying Dhamma Natana Shimian Tomban Yinga Awi Daya Yamodi Absijao Nalavandi Bisi Balau Shishi Yadu Balau Jiji Akwayi Maya Naimawe Dandi Talingo Nile, Yamali, Guliri, Maliri, Lungeri Paro Palisa Biri, Unirega, Dunili, Yamali, Guliri, Maliri, Namale Masure, Diloli, Soji, Mebia, Alolai, So, Bonshi, Yaswa Dadana Bongan Shi Duram Buzondi Bonshi, Yaswa Dadana Bongan Shi Duram Buzondi Kesoji Bao Bonshi Yaswa Tadana Bongan Shi Duram Buzondi Bongan Shi and Bogorero Tadana Isura Gadragani, Balale, Bonkan Shi and Bogorima, Lurangan, Buzo, and Taupan, Bonkan Shi and Sura Shivaya Papiora, Lelo me, and Taiji, Nedragani, Nika, Kausai, see. Saint Issuing with a word, people, Branta, the Gucci, the Gubli, the Winnie, the Bogurigo, Bonkan Shi, the Lutilupiona, Hopu, my life. Garagamamia, Topaila. Ocean Kenshin Zuram Babiola, Lentanarone, Swimut, Sete Boguri, Dadanarone, and Nili Boguri, Dilo Boguri, Ocean Kenshin is Uramadija Ula Yerana Dambo, Yerana Wapure to Matira Mola. Tagasay me, Saint Madravani, Valalo Melushi, Ha, Balauti, Balloon, Dambushi, Saint Bayer, Miado, Abia, Akori, Saint Akori, Miai, Saint Wapure, Duga, Saint Tangi, Tima Mola. Shuela Wapure, Duga, Saint Tangi, Tima. Tajadragani, Valole, anything. Lambi Madragani, Valalo Melushi, Bombashi, Kamashi, de Pokuri. Payam Mamati, Udaya, Mamati, Udanga, Mamati. A me, Mamati, a Papa, Mamati, Saya, Mamati, Dragoni, Valolo, Melusi, and Dilo Pokuri, Dragoni, Dipaya, Yantanga, Yeranam Yadombane. A me of us, the Maruya, Gonjesu, Yeranaya, Damburi, Dine Mamala. Dine. Tajon Layoja, Damabri, the Bon Alondo, Aloyamadama, Yanosi, a county, Dana, Yam, Meroji, Domia. A champion beetle. Swift Bogban, the white gun, Tamabri, the Dodravani, Dadana Beauty, a Luigi, Senet, Chimbawa, Mayaula. Takabok and Chimale, Dadana Romiaji, and Dambu, Tea and Pukuriga, Buzore, Buensura, Madijaula. Sagalonly, the lonely shame of Yodravani, Bede, Puelo, Yoy, and Luene Mamala. Alu de Suraga, Bamazagalonly, usually don't be pure and Ravani, Yara la Kona. That had Loka, Mialone, Jeep Yoy, and go she the Bassani, Kona Mola. Swimbombane. Go she the Bassani, Gondana, the Loki, Mialone, tap your Daha Kona. Eddie Kona is Rezagalonly Bala, Ravani, Loka, Luya Lupchela, Loshi, and Ravani, Kona Renega, the Mumo, the Muchunjaya. Sabima Gonjenga, Namio Shire, Gonjem Banamur. Parilelo me and don't look Gonjen. Namane Pshon look Gonjen. Namadon Shion look Gonjen. Namalis Home look Gonjen. Namanga Yong look Gonjen. Gonjem Banamur. Demjobo. Don't look Gonjen. Pshon look Gonjen. Show look Gonjen, Song look Gonjen. Swibombare, Gonjen Manamur. Tamami, Jesus. Tanam, you need a nepe mother of Gojimi, Valolo Melusi, and Ludan look near a Boguri, Yan Tata, my life.
ဘုရားပုပ္ပမ်းမှာတကောကြီးမြမဟောဘူးပါကြောက်ပတောင်းလောက်ဖယ်ဟောဘူးပါပုပ္ပမ်းမှာဒါပထမဆုံးဟောပူခြင်းပါပဲအဲ့တော့တန်းပြီးတော့မှတ်မိတဲ့ဓမ္မပရိသတ်တို့ကိုမျက်နှိုးလွန်းလို့ဘုရားကတကောကြီးမြရှေ့ဆက်ပြီးတွားပရစေတော့တကောကြီးမြနံပါတ်1ဘာကုံခြင်းနဲ့သုံးလို့ကုံခြင်းစောင်းဝင်နေကျမ်းမာရေးဆိုတာကတကောကြီးမြလူရည်လို့ဖြစ်လာလို့ရှိရင်ရှာထားတဲ့ပစ္စည်းဥစ္စာကစောင်းဝတ်နေရေးကျမ်းမာရေးသုံးရမှာလားမသုံးရမှာလားဒါမှဖြစ်မနေသုံးရမှာဖြစ်တဲ့အတွက်ဒီကုံခြင်းကပြဿနာတော့မဟုတ်ဘူးအဲ့ဒါလို့သုံးရင်လည်းပဲကုံမှာပဲဆိုတာမသိကြဘူးလားဓမ္မနှစ်ကုံခြင်းကတရားကောင်းကြီးမြည်ပါတယ်တော့ဖြုံးလို့ကုံခြင်းရှာတော့ရှာတယ်ရှာထားတဲ့ပစ္စည်းဥစ္စာတွေကိုတရားကောင်းကြီးမြည်ဖြုံးလိုက်တာတောက်တယ်စားတယ်မူးတယ်ရစ်တယ်အပျော်ပါကာမဂုဏ်ကိစ္စတွေလိုက်စားတောက်တယ်စားတယ်မူးတယ်ရစ်တယ်အတောက်စားကာမဂုဏ်ကိစ္စတွေပျော်ပါတယ်အလောင်းကစားတွေလှုပ်အဲ့ဒါဘာလှုပ်တယ်လဲလို့မေးရင်တရားကောင်းကြီးမြည်ဖြုံးတာတဲ့ဘာလဲတော့ဟဲ့ဒီအရေးမှနေပြီးတော့တရားကောင်းကြီးမြည်တာသနာသာယိကမကြီးပြုတဲ့ကုသိုလ်ကောင်းမှုတွေဇဏတော်မှာဘုံဘုံဥဝယမကပြောတယ်တက္ကမကြီးကယံမေတော်ကြီးကအလွန်ယမတန်မှမေတော်ကြီးဆိုတဲ့အတိုင်းပဲအရှင်ဘုရားရဲ့တော်မြင့်မြင့်ကမနက်ကင်းဆိုရင်3 နာရီခွဲလောက်ထပ်ပြီးတော့အာစိန်တကန်တွေပြုတ်ပြီးကုသိုလ်ကောင်းမှုတွေလုပ်နေတယ်အေးအေးပူပူဆိုတော့တရားကောင်းကြီးမြည်အာစိန်တကန်ကုသိုလ်တွေအမြဲလုပ်တဲ့စွမ်းအင်တွေနဲ့ရှင်တရား8 ပါးဆိုတာနဲတဲ့အာမမဟုတ်တာမှန်လားဒီခါကာလဒီကြက်တဲ့ခက်ခဲနေတဲ့ကာလကြီးတဲ့လှူရဲတဲ့သက်တွေဂုံယူစရာမကောင်းဘူးလားကောင်းဒီအရေးမှနေပြီးတော့လာကြတဲ့သစေဒီမေတော်ကြီးရဲ့တာဝကပေါင်းအလုံးတွေတရားကောင်းကြီးမြတ်ဘာလို့တလဲလို့မေးလို့ရှိရင်အရေးကောင်းနေပါလေရဲ့တန်းနဲ့တရားကောင်းကြီးမြတ်ဖြုံးတဲ့စရင်တွေကိုဝင်သွားရင်မှန်လားအရေးကောင်းနာခွန်ရပါလေရဲ့တန်းနဲ့တောက်လိုက်စားလိုက်မူလိုက်ရစ်လိုက်ပြောလိုက်ပါလိုက်အလောင်းကစားတွေခုံမြင်လိုက်မယ်ဆိုလို့ရှိရင်ကြားလို့ကောင်းလားမြင်လို့ကောင်းလားပြစ္ဆုတ်ပံလည်းကြားလို့မကောင်းမြင်လို့မကောင်းဘူးတသန္တရာလုံးအတွက်လည်းပဲကြားလို့မကောင်းမြင်လို့မကောင်းဘူးဆိုတာမသိကြဘူးလားရွှေပုပ်ပါတယ်ရေဖြုံးလို့ကုန်တာမဖြစ်စေနဲ့မှန်လားဟဲ့ခင်ကုန်ခြင်းမနှမျိုးရနောက်နံပါတ်3ကရှုံးလို့ကုန်ခြင်းနဲ့နံပါတ်3ပါတဲ့တော့ကိုမကျွမ်းကျင်တဲ့လုပ်ကိစ္စတွေသွားလုပ်ရင်တချို့အရှုံးပေါ်တာတွေမရှိဘူးလားစီဝါရေးအရှုံးပေါ်တဲ့ပုဂ္ဂိုလ်တွေလုံးတလောက်မဖြစ်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားလုပ်ငန်းမကျွမ်းကျင်တော့သွားနေချဲ့တယ်သွားဇာချဲ့သွားလောဘတွေသွားဒါကြောင့်ရှုံးရင်လည်းဘာဖြစ်တော့ကုန်တယ်မနှမျိုးရနောက်နံပါတ်4ကတော့တရားကောင်းကြီးမြတ်ကြီးဆုံးလို့ကုန်ခြင်းတဲ့ဘာလဲတော့ယန္တုမျိုး5 ပါးဘေးကပုရုဇဉ်တွေကင်းသလားယန္တုမျိုး5 ပါးဘေးတွေနဲ့ကြုံပြီဆိုရင်ဆုံးရှုံးတာတွေမရှိဘူးလားဆုံးသွားတာဘာမှပြန်မရဘူးဘုရားတို့တိုင်းပြည်မှာကြည်လေးတရားကောင်းကြီးမြတ်ကြီးရေဘေးတင့်ပြီးသွားတဲ့ပုဂ္ဂိုလ်တွေမနေ့တော့ကဘုရားတို့အဲ့ဒီဘက်ကရမဲတဲ့အဲ့ဒီတက်ကုန်းသားကလာတဲ့ရေဘေးတင့်တဲ့ရွာတွေဟောဒိစိတ်ပင်တော့အလွန်ယမတန်မှတရားကောင်းကြီးခုဒီဒဏ်ရာတွေဘလဘွားတွေနဲ့ပဲမှန်လားဘာမှတခုမှတရားကောင်းကြီးမြတ်ကြီးကုန်းကောက်စရာမရှိတော့အောင်ဖြစ်သွားတာဘာဖြစ်သွားတာဆုံးသွားတာမှန်လားမန္တလေးစကိုင်းကြည်လေးမင်းကွန်းတရားကောင်းကြီးမြတ်ကြီးငလျင်ဘေးနဲ့မကြုံရဘူးလားဘာဖြစ်သွားတာဆုံးသွားတာမှန်လားအဲ့ဒါတရားကောင်းကြီးမြတ်ကြီးအဲ့လိုတဘာဝတရားတွေနဲ့တရားကောင်းကြီးမြတ်ကြီးတွေ့ကြုံရရင်လည်းပဲကိုယ်ပစ္စည်းဥစ္စာတွေဘလောက်ပဲရှာထားတရားကောင်းကြီးမြတ်ကြီးမိနစ်နဲ့ငယ်လေးနဲ့ဆုံးရှုံးသွားတာတွေမရှိဘူးလားအဲကြောင့်ဆုံးရင်လည်းပဲမကုန်ဘူးလားဘယ်နှမျိုးရနောက်နံပါတ်5ကတော့ယုံလို့ကုန်ခြင်းနဲ့နံပါတ်5ကပါလေတော့ယုံလို့ကုန်တာမတ္တဒုက္ခပရိစ္ဆာကပတ္တိစီဝိပုလံဒုက္ခသဇိမတ္တဒုက္ခတိရောတံပတ္တံဝိပုလံဒုက္ခနဲ့မတ္တဒုက္ခနဲ့ငယ်တိုင်းရှိသောချမ်းသာကိုစစေစွန့်ခြင်းကြောင့်ဝိပုလံကြီးကျယ်ပြန်ပြောသောဒုက္ခနိဗ္ဗာန်ချမ်းသာကိုစီပတ်တည်ကေယုံလို့ကုန်တာဘာလဲတော့ကာမောကပဝောကဒိဋ္ဌောကဝိဇောကဩကလေးပြသန္တရာရည်ရင်ကြောမျောကျင်နိုင်မျောနေကြတဲ့ပုထုဇဉ်တွေဆိုတာမသေးကြဘူးလားဒီလောကကြီးကလေ
ဖြစ်ချင်တာလည်းမဖြစ်ရပါမဖြစ်ချင်တာတွေလည်းဖြစ်ရတာတစ်လုံးလောက်တော့ဆိုလို့ရတယ်မဟုတ်လားဘယ်လိုနည်းနည်းလေးရတယ်မဟုတ်လားအေးအကျင့်လည်းပါနေတာလေရွှေပုံပိုင်းအများကြီးမဟုတ်ဖြစ်ချင်တာလည်းမဖြစ်ရပါမဖြစ်ချင်တာတွေလည်းဖြစ်ရတာလောက30ဘုံဝအတွင်းရှောက်တော့တငငယ်တုန်းတွေကဦးဇင်းတို့ရဲ့နားတဲ့တော်ကောင်းတို့နားထဲမှာဆွဲမြဲစွာတီရှိလာတဲ့စကလုံးတွေဆိုတာမသိကြဘူးလားဖြစ်ချင်တာမဖြစ်နေရတယ်မဖြစ်ချင်တာဖြစ်နေရတဲ့လောကကြီးထဲမှာတော်ကောင်းကြီးမြတ်ရေယုံဖို့မလိုဘူးလားဒီနေ့အလူဝဲကြီးကတော်ကောင်းကြီးမြတ်ရေဘာလို့လဲသာသနာမေတော်ကြီးပြုတ်နေတဲ့ကုသိုလ်ကောင်းမှုဇွေတော်မျိုးတော်တို့ပြုတ်နေတဲ့ကုသိုလ်ကောင်းမှုတွေကတော်ကောင်းကြီးမြတ်ရေဖြုံးနေတာလားယုံနေတာလားဘဝတန်တရာလုံးကလွတ်မြောက်အောင်လို့တန်တရာရည်ရင်ကျော်ကမျောကျင်နေမျောနေတဲ့ထဲကနေပြီးတော့လွတ်အောင်လို့ဘာဖြစ်တာယုံနေတာအလူပြူကြတယ်ဆိုတာကဖြုံးနေတာလားသုံးနေတာလားယုံနေတာလားတခါတခါမောင်မြတ်သဘောပိုင်လားဟဲ့ဒါကြောင့်နှလုံးသားနဲ့နားထောင်ကြည့်စမ်းပါတော်ကောင်းကြီးစကားလုံးလေးဖြစ်ချင်တာမဖြစ်နေရတဲ့လောကကြီးမဖြစ်ချင်တာတွေဖြစ်နေတဲ့လောကကြီးထဲမှာတို့တွေကတော်တော်ကောင်းကြီးမြတ်ညင်းငွေဖို့ကောင်းညင်းငွေဖို့ကောင်းဘုရားတော်ဗမာလူမျိုးတွေကသိတဲ့အတိုင်းပဲလေတော်ကောင်းကြီးမြတ်ဒါကသာသနာပြုတဲ့ကျောင်းတိုင်ကြီးထဲမှာလှူတာမို့လို့ပေါ့ဘယ်လိုကြီးအပြင်မှာလူပွဲတွေလှုပ်ကြည့်လိုက်ပါလားတော်ကောင်းကြီးမြတ်မန်းတက်ဆောက်ပြီးဆိုတဲ့ကိုကမင်းတို့မင်းဘယ်နှဖန်ပေးရမှာဗျာဘယ်နှဖန်ပေးရမှာဗျာတဲ့ဖာကစားတာယနေ့တိုင်းပြည်ကအလူဝဲတွေကဖာစကားတွေသိပ်ပြောတယ်ရွှေပုတ်ပိုင်းနားလည်လားဟဲ့ဝေယဝဆလုပ်တဲ့သူကလည်းပဲဖာလိုက်တောင်းတာပဲချက်တဲ့ပြုတ်တဲ့သူကလည်းဖာလိုက်တောင်းတာပဲအဲ့တော့တော်ကောင်းကြီးမြေဒီအလူဝဲကတော်ကောင်းကြီးမြေဖြုံးနေတာလားသုံးနေတာလားယုံနေတာလားဒီမေတော်ကြီးကိုကြောင်းပြုပြီးတော့တဝကအပေါင်းအားလုံးတို့တွေရောဦးဇင်းတို့အပေါင်းဝန်ကတော်ကောင်းကြီးမြေအခုတရားဟောနေတယ်ဆိုတာကလူချင်းမျက်စိကျပြီးတော့ဟောကြည့်ပါလားစကလုံးလေးတော်ကောင်းကြီးမြတ်ရဲ့နားလေအောင်ပြောဦးဇင်းတို့ရှင်းနာတစ်ပတ်လောက်ကအေယာဝတီတိုင်းဘက်တွေဒေရရဲတို့ကြိုက်လက်တို့အဲ့ဘက်မှာတရားဝဲသွားအဲ့ဒီဘက်ကအလှဝဲတွေမှာတော်ကောင်းကြီးမြတ်ရဲ့စာအိုးကြီးတွေတော်ကောင်းကြီးမြတ်တချို့တဲပြီးလှူတာတွေရှိတယ်ဟိုတော့ကစားတွေလှူတာကိုပင်လယ်ကမ်းခြေဆိုတော့စားတွေမပေါ်ဘူးလားစားပေါ်အဲ့ဒီစာအိုးကြီးတွေတဲပြီးတော့လူကြတယ်တော်ကောင်းကြီးမြေကဲဗျာစားတွေတော်ကောင်းကြီးမြေလူတဲ့လူပွဲတွေဆိုတော့စားတွေလာတဲ့သူမန္တမယရက်လေးမျက်နှာရက်ရှင်းမျက်နှာကလူတွေနှိုက်ကြပါတော့တပိုင်းတတိုင်းကိုကြိုက်တဲ့လောက်နှိုက်တော့စားတွေမှန်လားရဲ့နှိုက်ကြတာဗောဦးစင်းအပါအောင်ပါတော်ကောင်းကြီးမြေကဲနှိုက်တယ်အခုလည်းပဲတော်ကောင်းကြီးမြေသာသနာမေတော်ကြီးဒေါ်မြင့်မြင့်ကတော်ကောင်းကြီးမြေစာအိုးကြီးတွေတော်ကောင်းကြီးမြေတဲထားတယ်ဆိုပါစို့ဦးစင်းအပါအောင်တော်ကောင်းကြီးမြေတရားဟောတဲ့ဘုန်းကြီးဆိုတော့တော်ကောင်းကြီးမြေဦးစင်းလည်းပဲဒီလူဝဲမှာလာတာဆိုတော့ဘာနိုင်လဲဆန်းနိုင်တယ်လို့နိုင်ပါပဲလေကိုနိုင်တယ်လို့မှန်လားပေးတဲ့သူရှိလို့ဘာဖြစ်ရလဲပေးတဲ့သူရှိလို့ယူရမှာလေမှန်လားလူပွဲကြီးတော်ကောင်းကြီးဆန်းနိုင်တာနိုင်ကြတာပေါ့ဆရာလေးတွေလည်းဘာနိုင်ပါလူအလူခံတာပဲစားလူခံပါပဲတို့တကာမတွေလည်းပဲအလူပွဲမှာနောက်နေ့ထမင်းလာစားတာဘာနိုင်တာနဲ့တူတော့အလူပဲစားတွေနှိုက်ကြတာပေါ့မမင်းမြင့်ကတော်ကောင်းကြီးမြတ်ကြီးမှန်လားလူတဲ့လူပဲဦးဇင်းတို့အပါဝနှိုက်ကြတာဦးဇင်းလက်မှာတော်ကောင်းကြီးမြတ်ကြီးအကောင်းလက်ဆိုရင်တော့တော်ကောင်းကြီးမြတ်ကြီးစားနှစ်ဖက်နိုင်နှစ်ဖက်နဲ့တဲ့အများကြီးပါတာပေါ့မှန်လားလက်မဝဲပေါက်နေတဲ့ပုဂ္ဂိုလ်ကလေတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲအဲ့ဒီစားအိုးတဲ့တော်ကောင်းကြီးမြတ်ကြီးသူလည်းပဲနှိုက်တာပဲလက်ဝဲပေါက်တဲ့ပုဂ္ဂိုလ်တော်ကောင်းကြီးမြတ်ကြီးနှိုက်တော့အဲ့ဒီဝဲပေါက်တဲ့လက်ဘာဖြစ်ပါဆိုလိုက်တာကွာတော်မြင့်မြင့်ကွာလှူစရာရှာလို့စားလှူရတယ်လို့ကွာလက်တွေကွာဆက်ကုန်ပြီကွာတဲ့ဆက်စီခြင်းနဲ့စေတနာနဲ့စားလှူတာဟုတ်သလားဟုတ်ပါဘူးအယုတ်အလက်မြန်မရွေးကြိုက်တဲ့သူလားနှိုက်ကြပဲလေကြိုက်တဲ့သူလားယူကြပဲလေလှူနေတာသူစေတနာကပေးခြင်းလို့လှူခြင်းလို့ဒီလူဝဲလုပ်တယ်ဆိုတာမသိကြဘူးလားဥပမာကိုကနေစားလိုက်စမ်းပါရွှေမြိုင်ဆရာတော်မင်းညာတော့ကတကုံးဟာဓမ္မပူဇာသိန်း100ကျော်လောက်ရတယ်အမလီရွှေပုပ္ပဘယ်လောက်များရမလဲမသိဘူးတော်မြင့်မြင့်ဘယ်လောက်များလှူမလဲမသိဘူးဆိုတော့လောဘစိတ်နဲ့ဟောကြည့်လိုက်စမ်းရွှေမြိုင်ဆရာတော်လက်ဘာပေါက်ပြီတော့ဆက်လိုက်တာဒီလိုဖြစ်မယ်မဟုတ်လားအတန်ချက်ဆက်သမားတွေ
ကြောက်ပတောင်းသားတွေစေတနာမပါဘဲနဲ့ဒီကောင်တွေဖွင့်ကြည့်ပါလားမေတော်ကြီးကျွေးတဲ့ထမင်းတွေစားပြီးပြီမဟုတ်လားတလုံးစားဘူးနှိုက်ပြီးပဲဒီကောင်တွေလဲစားဖို့တဲ့စေတနာမပါကြည့်ဝိကြည်တန်းကြီးလှုပ်ကြည့်လေတော်ကောင်းကြီးမြတ်ကြီးဟာအပြင်မှာဆိုလို့ရှိရင်ဘဏ္ဍဖာကျွန်တော်တို့လည်းပေးရတာပေးအောင်ဘဏ္ဍဖာတောင်းကြည့်ပါလားမှန်လားဟဲ့ဆက်ပြီးလေလက်ပါပေါက်သွားလက်ဝဲပေါက်ပြီလာတော့ကတော့အကောင်းပဲတော်ကောင်းကြီးမြတ်သူတော်မအလှမှာလာပြီးတော့ကုသိုလ်စိတ်နဲ့မယူတတ်ရင်လက်ဝဲပေါက်တာနဲ့မတူဘူးလားမန္တစင်သမားလားမိစရာလားရိုက်ကူးရေးလားစေတနာမပါကြည့်ကျွေးတဲ့တမင်းတွေစားဟာတို့နာမည်ကြီးလို့ရွှေညာမြေငားတာပဲလေလှုပ်ကြည့်တို့နာမည်ကြီးလို့စက်သမားငားတာပဲလို့လှုပ်ကြည့်စေတနာမပါကြည့်လူနေတဲ့အလူဝဲမှာတော်ကောင်းကြီးမြေစေတနာမပါလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီပုံကိုယ်တွေမှန်တယ်မြတ်ဘာပေါက်လက်မဝဲပေါက်တာနဲ့တူတယ်တော်တော်အလူမှာလာပြီးတော့ကုသိုလ်စိတ်မဖြစ်ရင်မှန်လားအလုံးလာကြတဲ့ပုံကိုယ်တွေအလူခံကြမဲ့ဘုန်းကြီးတွေလည်းထို့သူပဲဘလောက်ရမလဲမသိဘလောက်ရမလဲမသိဘူးလောဘစိတ်နေတာအလူခံရှိဘာပေါက်တာနဲ့တူတော့အစကအကောင်းပဲလိုချင်စိတ်တွေရှိလိုက်တာနဲ့ဝဲပေါက်တာနဲ့တူမသွားဘူးလားဒါကြောင့်ဒီပွဲကတော်ကောင်းကြီးမြတ်ကြီးသုံးနေဖြုံးနေတဲ့ပွဲလားယုံနေတဲ့ပွဲလားဦးဇင်းလည်းလွတ်အောင်လို့ယုံဖို့တော်ကောင်းကြီးမြတ်ကြီးနာကိုတောင်းရှစ်တာဓုတင်ဟောလင့်အတင်ချေတဲ့တရားဟောတဲ့ကုသိုလ်ဆိုတာအတင်ချေကုသိုလ်ရှိတယ်မှန်လားဟဲ့အဲ့ဒီလက်လာဘသက္ကာယတွေကြည့်ပြီးဟောကြည့်ဒီဘုန်းကြီးလည်းပဲတော်ကောင်းကြီးမြတ်ကြီးတို့ဝဲဆွဲယုံနေမကဘူးနူးပါသွားနိုင်တယ်မှန်လားဟဲ့ဆရာလေးတော့ဟုတ်လားဗျာဒါပြောဒါကြောင့်သိပြီးတော့ရေးကြည့်တယ်တော်ကောင်းကြီးသူတော်ကအလူဝဲလူနေတာကသုံးနေဖြုံးနေတာမဟုတ်ဘူးယုံနေတဲ့ပွဲဖြစ်လို့တို့လည်းပဲသူ့ကိုအကြောင်းပြုပြီးလွတ်အောင်ယုံဖို့မလိုဘူးလားသာသနာပြုတဲ့ကုသိုလ်ဝဲကိုသူ့ကိုအကြောင်းပြုပြီးတော့တော်ကောင်းကြီးသာသနာပြုမေတော်ကြီးကိုအကြောင်းပြုပြီးတို့လည်းလွတ်အောင်ယုံချဖို့မလိုဘူးလားတရားနာလာကြတဲ့ပုဂ္ဂိုလ်တွေတော်ကောင်းကြီးယနေ့ညယုံနေကြတယ်ဆိုတာမသိကြဘူးလားငါလေလားဟဲ့ဖြစ်ချင်တာလည်းမဖြစ်ရပါမဖြစ်ချင်တာတွေလည်းဖြစ်ရတာဒီလောကကြီးဒါလောက်ညီးငွေစရာကောင်းတဲ့လောကကြီးတွေကမှလွတ်အောင်မယုံနိုင်ဘူးဆိုလို့ရှိရင်ဦးဇင်းတို့တော်ကောင်းတို့လောက်မိုက်တဲ့ပုဂ္ဂိုလ်မရှိတော့ဘူးမှန်လားဟဲ့အားကြောင့်အခွင့်တာကိုင်းကမလိုက်ချင်လျင်အခွင့်တာကိုင်းကမလိုက်ချင်လျင်အမိုင်းနဲ့ပြင်ရှိသေးလိမ့်လေစကလုံးလေးခွန်တာတော်ကမယုံခြင်းလည်းခွန်တာတော်ကမယုံခြင်းလည်းအရှုံးနဲ့ပြင်ရှိသေးလိမ့်လေတဲ့အခွန်တာတော်နေမှန်လားအခွန်တာစေကမခဲခြင်းလည်းအခွန်တာစေကမခဲခြင်းလည်းအလွဲနဲ့ပြင်ရှိသေးလိမ့်လေဟဲ့လေလုတ်ကြအောင်လေးငါးလေးတော့လုတ်ပါအောင်ဟဲ့ရှင်ပုပ္ပါရေဦးစင်းကဖြတ်ပြီးတော့ပြောတာပါတော်ကောင်းကြီးမြတ်ကြီးအများကြီးပြောစရာတိတက်တဲ့ပုပ္ပါမှန်လားရေဒီသုံးကြောင်းလေးကြိုက်လို့တော်ကောင်းကြီးမြတ်ကြီးအခွင့်တာတော့မှတို့လွတ်အောင်ယုံဖို့မလိုဘူးလားဒီစကလုံးလေးကိုပါအောင်ပြောလို့တရားတော်ကြီးသာသနာပြုမေတော်ကြီးတော်မြင့်ပြုနေတဲ့ကုသိုလ်ကောင်းမှုတွေအကြောင်းပြုပြီးတော့ရွှေပုံပန်းမှာလာပြီးတော့တာဝကပေါင်းအလုံးတို့တပည့်တွေတရားတော်မတွေပေါင်းအလုံးတို့လာရောက်ကြတဲ့တရားကောင်းပေါင်းအလုံးတို့လွတ်အောင်ယုံကြစမ်းပါမှန်လားဟဲ့လွတ်အောင်ယုံကြစမ်းပါတရားကောင်းတို့ပစ္စည်းဥစ္စာတွေကတရားကောင်းကြီးမြတ်ကြီးမြဲတဲ့အရာတွေလားမမြဲတဲ့အရာမမြဲနေတဲ့အရာတွေမှန်သမျှကအတုတွေလေတို့ကအတုတွေနဲ့ตายရတာမှန်လားဟဲ့ဘာတွေနဲ့ตายရအခုတို့တကကြီးတကမကြီးတို့ဝတ်ထားတဲ့ပြောင်းရောင်တွေကအစ်စ်တွေလားအတုတွေလားအော်အတုတွေဝတ်လာတာလားအော်ဟုတ်ပြီကဲရှင်ဘုံပါလေအော်အတုတွေဆိုလို့ရှိရင်ချွတ်ပြီးတော့သာသနာပြုတဲ့နေရာလှူလိုက်ကြပါလားအော်အတုကိုမစွန့်နိုင်တဲ့အခါအစ်စ်နဲ့မလွဲရဘူးလားအဲကြောင့်ဆိုကြည့်မယ်ဗျာမပိုင်ဥစ္စာပိုင်ထင်တာရေစရာကောင်းနေပြီမပိုင်ဥစ္စာ
ပိုင်းထင်တာရဲစရာကောင်းနေပြီဆိုကြည်စမ်းပါဗျာမပိုင်ဥစ္စာငါရွှေငါငွေငါလည်းမြေပိုင်သိမှတ်နေပြီငါရွှေငါငွေငါလည်းမြေပိုင်သိမှတ်နေပြီဆိုကြည့်ပါဦးဗျာငါရွှေငါငွေတရားတော်မှာများပစ္စည်းဥစ္စာတွေကိုကိုပစ္စည်းကိုဥစ္စာလို့ဆွဲလန်းတတ်မှတွေ့တာနေလို့မဟုတ်လို့တော်ကောင်းကြီးမြတ်ကြီးမပေးရင်မကန့်ရင်မလူရင်မတန်းရင်ဖြစ်နေကြတာမများဟုတ်လားရွှေပုံပါရဲ့ပစ္စည်းဥစ္စာဆိုတာတကယ်တော့တော်ကောင်းကြီးမြတ်ကြီးကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာရှိသလားကိုပိုင်နေလားဘုံဆိုင်နေလားအတုတွေကိုပဲလိုချင်မမောပြီးတော့အတုတွေကိုပဲလိုက်ရှာရင်းနဲ့အတုတွေရှာရင်းနဲ့အချိန်ကုန်ပြီးအတုတွေနဲ့နေအတုတွေနဲ့သေသွားရင်လူဖြစ်ကျိုးရှုံးမှာပေါ့ရွှေပုံပါရဲ့အတုတွေယနေ့လောကကြီးကတရကောကြီးမြတ်မိတ်ကလိမ့်ထားမှလှတယ်လို့ထင်တယ်လောကမိတ်ကပါမှလှတယ်လို့ထင်နေတဲ့လောကbranded ဒီ Gucci တွေ Gubli တွေတရကောကြီးမြတ်ဆင်မတရကောကြီးမြတ်တန်ဖိုးမြင့်တယ်လို့ထင်နေတဲ့လောကလူရန်စားတွေမှန်လားရဲ့ရွှေပုံပါရဲ့နားလည်လားဟဲ့နားလည်အောင်ပြောတရကောကြီးမြတ်အားလုံးတော်တရကောင်းတို့ဝတ်ထားတဲ့ဆင်ထားတဲ့အရာတွေကတရကောကြီးမြတ်ရဲ့တနေ့တော့ကိုးနောက်ပါမာလာထားခဲ့ရမှာဒီတဘောကိုနားလည်ပါလေရတဲ့နဲ့တို့ကလွတ်အောင်မယုံနေတဲ့ခါကျတော့ဗမာစကားလုံးလေးတွေရဲ့စကားပြေလေးတွေဥပမာဥပမေယလေးတွေနဲ့တရားကောင်းကြီးမြတ်ကြီးနားလည်အောင်ပြောရလို့ရှင်ရင်ကိုရှုကိုပတ်ဆိုတဲ့စကားလေးမရှိဘူးလားပါလေတော့ကိုရှုကိုပတ်ပစ္စည်းဥစ္စာတွေဆိုတာကတရားကောင်းကြီးမြတ်ကြီးမယုံတတ်ဘူးဆိုလို့ရှိရင်ဘာနဲ့တူတယ်လဲလို့မေးရင်ပင်ကူအိမ်နေမြင်ဘူးလားအဲ့ဒီပင်ကူအိမ်နေသူတို့ကိုယ်တိုင်မတီးဆောက်ဘူးလားကျိုးတွေကိုရှိုးနောက်အဲ့ဒီပင်ကူတွေတော်ကောင်းကြီးသူတို့ကိုယ်တိုင်တီးဆောက်တဲ့အိုးအိမ်တွေထဲကနေပြီးတော့သူတို့ကိုယ်တိုင်မထွက်တတ်တဲ့ခါကျတော့လုံးလေချလေလိုက်တူကျိုးနဲ့တူညှိပြီးတော့ကြာလာတော့တော်ကောင်းကြီးကြီးတောက်တဲ့စားတွေပိန်ချောင်းစားတွေပုတ်တဲ့စားတွေမမိဘူးလားအလုံးတော်တော်ကောင်းတို့တွေကကိုကျိုးနဲ့ကိုရှုပ်နေကြတာပုရုဇဉ်တွေကကိုကျိုးနဲ့ကိုရှုပ်နေကြတာမှန်လားဟဲ့အဲ့ဒီကျိုးတွေကိုတရားကောင်းကြီးမြတ်ရှင်းပြဖို့ဆိုလို့ရှိရင်တရားကောင်းကြီးမြတ်တို့တွေကနောက်ဆုံးဖြစ်တဲ့တရားကောင်းကြီးမြတ်ယုံဖို့မလိုဘူးလားအဲ့ဒီပင်ကိုမြင်ကတူတီဆောက်ထားတဲ့အိုးအိမ်ကြီးကိုမတ်မောပြီးတော့မယုံနိုင်မထွက်နိုင်တဲ့ကြာတဲ့ခါတရားကောင်းကြီးမြတ်တောက်တဲ့စာပိန်ချောင်းစာပုတ်တင်စာမမိဘူးလားတရားကောင်းတို့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကနေပြီးတော့တရားကောင်းကြီးမြတ်မှန်ကန်စွာသုံးချပြီးယုံဖို့မလိုဘူးလားဒါကမှမများပစ္စည်းဥစ္စာဆိုတာကတုံးတက်ရင်ဆေးဖြစ်တယ်လို့မတုံးတက်ရင်ဘေးဖြစ်တယ်မှန်လားကိုဖော်တဲ့ဆေးကဆေးဖြစ်ဖို့မလိုဘူးလားဘေးမဖြစ်စေနဲ့မှန်လားဒါကြောင့်သာသနာပြုနေကြတဲ့တရားကောင်းကြီးမြတ်ရေမေတော်ကြီးတော်မြင့်မြတ်အကြောင်းပြုပြီးတော့ယနေ့တရားကောင်းကြီးမြတ်ရေဘာလို့လဲလို့မေးလို့ရှိရင်ဆေးဖြစ်အောင်အသုံးပြုနေကြတယ်ဆိုတာမသေးကြဘူးလားလာရောက်ကြတဲ့ပုဂ္ဂိုလ်တွေဓမင်းစားကြတဲ့ပုဂ္ဂိုလ်တွေတရားကောင်းကြီးဦးဇနုအပါဝါလူခံကြတဲ့ပုဂ္ဂိုလ်တွေဆရာလေးတွေအပါဝါလူခံကြတဲ့ပုဂ္ဂိုလ်တွေတက်ရောက်လာကြတဲ့ပုဂ္ဂိုလ်တွေမှန်သမျှတရားကောင်းကြီးမြတ်ရေဘာလို့လဲဒီအလူဝဲမှာလာရမြပုဂ္ဂိုလ်ဝေယဝဇ္ဇဆေးတဲ့ကြောတဲ့ပုဂ္ဂိုလ်ကမစအလုံးသောပုဂ္ဂိုလ်တွေကစေတနာပါဖို့မလိုဘူးလားစေတနာတစ်ချက်မှားလိုက်တာနဲ့တရားကောင်းကြီးမြတ်ရေလက်ပါတရားကောင်းကြီးမြတ်ရေဝဲပေါက်သွားပြီဆိုတော့စားနိုင်ပြီဆိုရင်ဘာဖြစ်တော့သူတော်ဘာအလူဝဲလာရတာလက်ဝဲပေါက်ကြီးနဲ့ကြည့်လို့ကောင်းလားဝဲမပေါက်စေနဲ့ဝဲမပေါက်စေနဲ့မယ်လိုက်ဦးဇင်းဟောပြောတဲ့ပုဂ္ဂိုလ်အပါဝင်လာရောက်ကြတဲ့ပုဂ္ဂိုလ်မှန်သမျှဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်မှန်သမျှအခါကျင်းငွေနဲ့ပေးပြီးဘယ်ပုဂ္ဂိုလ်ပဲငှားတာအလုံးကစေတနာပါဖို့မလိုဘူးလားအဲ့ဒီစေတနာတစ်ချက်ပြတ်လိုက်တာနဲ့ဒီမေတော်ကြီးကျွေးထားတဲ့ထမင်းတွေကတရားကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်တလုံစားဖို့သူကျေးဇူးဆိုတဲ့အတိုင်းပဲကျေးဇူးကမ်းတဲ့စရင်ဝင်သွားတော့ကိုယ့်လက်ဗန်ပေါက်တာနဲ့တူမလို့က
ကောင်းသွားပြီဒါဆိုရင်တရားကောင်းကြီးမြတ်လာရကျိုးနတ်သွားပြီတရားကောင်းကြီးမြတ်ယုံလို့ကုံနဲ့ကုံချင်းဖြစ်ပါစေဘာကုံချင်းနဲ့ဒါဆိုရင်တရားကောင်းကြီးမြတ်သူတော်ဘာယုံနေတဲ့ပွဲမှာလာပြီးတို့လည်းပဲအတူလိုက်ယုံဖို့မလိုဘူးလားအဲ့ဒီအတူလိုက်ယုံဖို့ဆိုလို့ရှိရင်တို့ရဲ့စိတ်စေတနာတွေကတရားကောင်းကြီးမြတ်မှန်ကန်စွာဖြစ်ထွန်းဖို့မလိုဘူးလားစိတ်စေတနာနဲ့ခဏခဏပြောနေတာဘာကြောင့်ပြောနေတာလဲလို့မေးရင်ဘယ်ရပဲလို့ဒီစိတ်ဟာအရေးမကြီးဘူးလားရေးကြီးတယ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုတုံးသက်ကြည့်လိုက်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုတုံးသက်ကြည့်လိုက်တဲ့အခါမှာတရားကောင်းကြီးဒီခန္ဓာကိုယ်ကြီးကမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာမမြဲတဲ့ခန္ဓာဖြစ်တဲ့အတွက်ကြောင့်တရားကောင်းကြီးဒီခန္ဓာကိုယ်ကြီးကတရားကောင်းကြီးဘာလို့တလဲလို့မေးလို့ရှိရင်ကိုးပေါင်းဓာရအမှားဝါကတည်းအပုတ်တည်းရဲ့အထက်သို့လဲရှင်းမထွက်ဘူးလားအောက်တို့လည်းတတိတီယူစီးပြီးတော့မနေဘူးလားအဲ့ဒီမမြင်နေတဲ့ခန္ဓာကိုယ်ကြီးကိုတရားကောင်းကြီးတို့တွေကမှန်ကန်စွာသုံးတတ်ဖို့ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကမှမမြဲပါဘူးဆိုနေဒီရင်ထဲမှာရောက်လာတဲ့အရာတွေကစိတ်ဆိုးစိတ်မိုက်တွေဆိုလို့ရှိရင်ပို့ပြီးတော့တရားကောင်းကြီးဘာလို့လဲလို့မေးလို့ရှိရင်မစင်ပေါ်မှာမစင်ကြသလိုပဲပို့ပြီးတော့တရားကောင်းကြီးမစင်နဲ့နေထွက်နေမယ်ဆိုတာမသိကြဘူးလားဒါကြောင့်ဒုံနေကံသလဟုနောယန္ထကာမနိပါတိနောစိတ်တန္တာဓမ္မထောသာတို့စိတ်တန္တံဒုက္ခဝဟံဒုံနေကံသာလိန်နေမို့ယံအမတန်ခဲရင်ပါဝိထသောလဟုနောလျင်မြန်သောဖြစ်ချင်းပြည့်ချင်းလည်းရှိပါဝိထသောယထာကာမနိပါတိနောသူပြောမွေရာအာယုံကမကုံတို့၌သာကြာရောက်ပြောမွေနေလေရှိသောစိတ်တသလောဘဒေါသမမာနတွေယံညူဖွဲ့တဲ့အာဂန္တတွေမနာလိုဝန်သောဘိတမစ္စေရာစတဲ့တရားစုတွေကြောင့်ရိုင်းခြင်းနိုင်ရိုင်းလို့နေတဲ့စိတ်ကိုရွှေပုံပန်းနေပုရုဇဉ်ရဲ့စိတ်ကယဉ်ကျေးတာများတာလားရိုင်းတာများတာလားဘယ်တရားတွေကြောင့်ရိုင်းနေတာလဲလို့မေးတော့စိတ်တတလောဘဒေါသမမာနတွေယံညူဖွဲ့တဲ့အာဂန္တတွေမနာလိုဝတ်သောပဲဣတမစ္စေရာစတဲ့တရားစုတွေကြောင့်ရိုင်းခြင်းနိုင်ရိုင်းလို့နေတဲ့စိတ်ကိုဓမ္မထောတတိသဝရီအသိဉာဏ်ပညာတွေနဲ့ဆုံးမထားမယ်ဆိုရင်သာဓုသိပြီးတော့ကောင်းတယ်ဒန္တတတိသဝရီအသိဉာဏ်ပညာတွေနဲ့ဆုံးမထားလို့ယဉ်ကျေးသွားတဲ့စိတ်တန်စိတ်သည်ဒုက္ခဝဟံယနေ့ကဘာလူသားတွေလိုချင်သေးတဲ့ချမ်းသာဒုက္ခအစစ်အမှန်ကိုယူဆောင်ပေးနိုင်ပါတယ်ရဲ့လို့တန်ထာနလူတို့ဆရာမြတ်စွာဘုရားရှင်ဟောတော်မြတ်ကြီးသည်အောက်ကထင်ဒီကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းရှင်ပုံပန်းနေဒီစိတ်ကတော်ကောင်းကြီးမေပုရုဇဉ်ရဲ့စိတ်ကရိုင်းတာများဘယ်တရားတွေကြောင့်ရိုင်းနေတာလဲလို့ပြီးတော့ပြန်ကြည့်ကြည့်တော်ကောင်းကြီးမြတ်ကြီးကဏ္ဍလေးတက်ပြီးပြောနံပါတ်1လောဘဆိုတာကလိုချင်တာDynast man diချိန်တိုင်းငွေနဲ့လိုချင်တာမှတမင်းလောဘပဲမှန်လားဟဲ့ဒါကမမရလောဘတိတ်ကြောင်စရာကောင်းတဲ့တော်ကောင်းကြီးမြေလောဘကတိတ်ပြီးတော့ကြောင်စရာကောင်းဘာနဲ့လမ်းတရံသူတလဲလို့မေးလို့ရှင်တော်ကောင်းကြီးမြေမိဘုံကြီးပုံထားအဲ့ဒီမိဘုံကြီးကတော်ကောင်းကြီးမြေလောင်စာရှိနေရတဲ့တော်ကောင်းကြီးမြေဒီမိတော့တည်းကငိမ့်နိုင်မှာမလားတော့ဝုံတောက်နေမှာပဲထက်ထဲလေတောက်အောင်မှာပဲကျိတ်တလောက်လားတောက်အောင်မှာပဲတော်ပါပြီမတောက်တော့ပါဘူးပူနေပါပြီရက်တော့ပါမယ်လို့ပြောသလားအဲ့ဒီတိုင်းပဲပုရုဇဉ်ရဲ့လောဘကလည်းတော်ကောင်းကြီးလိုပြီးရင်လိုချင်ရင်ဘယ်တော့မှမပြေဘူးမှန်လားရွှေဘုံပါတယ်လောဘဒါကိုတော်ကောင်းကြီးဘာလို့လဲလို့မေးလို့ရှိရင်တဏှာယဇာယတိသောကောတဏှာယဇာယတိဘယံလိုချင်ခြင်းကြောင့်ဘေးဖြစ်တဲ့လိုချင်ခြင်းကြောင့်တော်ကောင်းကြီးဘာလို့လဲလို့မေးလို့ရှိရင်တောကရောက်တာမှန်လားလိုချင်မှုတွေများလာလေတောကမရောက်ဘူးလား
လူချင်းမှုတွေများလာလေလေဘေးဒုက္ခတွေနဲ့မကြုံရဘူးလားရွှေပုံပါတွေနှလုံးသားနဲ့ခေါင်းလေးအေးအေးထားပြီးနာကြည့်ကြည့်စိတ်ပါဝင်စားစွာပြီးနာကြည့်ကြည့်ဦးစင်ပြောနေတဲ့စကားလုံးလေးတွေတရားကောင်းကြီးမြေသိပြီးအရသာရှိလိမ့်မယ်မှန်လားဒါကြောင့်တရားကောင်းကြီးမြေလောဘခါတရားကောင်းကြီးမြေဘာလို့လဲလို့မေးလို့ရှိရင်ဒီလောဘဆိုတဲ့စိတ်ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီလောဘကိုကာမဂုဏ်စိတ်တွေနဲ့ကြိုက်တဲ့လောက်ဖြည့်ဘယ်တော့မှမပြည့်ဘူးအဲ့ဒီလောဘကိုကာမဂုဏ်စိတ်တွေနဲ့ကြိုက်တဲ့လောက်ဖြည့်ဘယ်တော့မှမပြည့်ဘူးမှန်လားလောဘကိုတရားကောင်းကြီးမြတ်ကြီးအတိဉာဏ်နဲ့ဖြည့်မှပြည့်တယ်ရွှေပုပ်ပါရဲ့ဘာနဲ့ဖြည့်ရမလဲအတိဉာဏ်နဲ့ဖြည့်ရမှန်လားလူချင်းချင်းနေတလောက်များနေတဲ့အခါလူဒီလိုရဒီလိုယူနေတဲ့ကက်ကဘာလောကကြီးယူတဲ့ဘက်ကတရားကောင်းကြီးမြတ်ယူရင်ပူမှာပဲယူရင်ပြီးမှအေးတာဘာလဲတော့တို့တော်ကောင်းတို့ကတော်ကောင်းကြီးမြတ်ကြီးပူကျင်တာလားအေးကျင်တာလားအေးကျင်ရင်ယူရမှာလားပေးရမှာလားဒါဆိုရင်ဒီပရိသတ်ကယူတဲ့သူတွေလားပေးတဲ့သူတွေလားရွှေပုံပါရဲ့ဒီပရိသတ်ကဘာပရိသတ်ကဲမလီဒီလိုမျိုးကတော့ရတာပေါ့မရဲဘဲနဲ့ကျွဲမစည်းနဲ့တော့ဆရာတော်ဥပယမအမှုပြုတဲ့သာသနာပြုတဲ့လုပ်ငန်းတွေတော်ကောင်းကြီးများရဲ့ဦးဇင်းတို့